သူတော်ကောင်းဆိုတာကောင်းတဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်နော်သူတော်ကောင်းလို့သူယုံမှာလို့လူတွေကိုကြည့်ပြီးတော့ပြောရတဲ့နေရာမှာဘာကိုကြည့်ပြီးတော့ပြောတာတော့ဆိုတော့စိတ်ကိုကြည့်ပြီးတော့ပြောကြတာဟုတ်တယ်မဟုတ်လားရုပ်ပိုင်းဆိုင်ရာကတော့သူလည်းပဲအယိုးကိုအမာခံနေရာမှာထားပြီးတော့အကျော်တွေနဲ့ဖွက်ရှက်ပြီးတော့အသားသွေးနဲ့လိမ့်ကြံပြီးတော့အရည်သူရေပန်းနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့မတန့်ရှင်းတဲ့မစင်ကြယ်တဲ့ရုပ်အစုအဝေးကိုယ်လည်းပဲမတန့်ရှင်းတဲ့မစင်ကြယ်တဲ့ရုပ်အစုအဝေးဘယ်သူမှဘာမှထူးတယ်လို့ပြောလို့မရရုပ်ပိုင်းဆိုင်ရာအနေအထားတော့အကုန်လုံးကမတန့်ရှင်းတဲ့အနက်မကောင်းတဲ့ယွန်ရှာဆက်ဆုပ်ဖွယ်များစုနေတဲ့အရာကြီးပဲဟုတ်တယ်မို့လားသူတော်ကောင်းလို့သူယုံမှာလို့ဘာကိုကြည့်ပြီးတော့ပြောတာတော့ဆိုတော့အဲ့ဒီခန္ဓာကိုယ်မှာကိမ့်ပြီးတော့ဖြစ်နေတဲ့စိတ်ကိုကြည့်ပြီးတော့ပြောတာကောင်းတဲ့စိတ်ရှိရင်သူတော်ကောင်းစိတ်ရှိတယ်လို့သူတော်ကောင်းပေါ့ညံ့တဲ့ဆိုးတဲ့စိတ်ရှိတယ်ဆိုရင်ဒါသူယုံမှာပေါ့နော်အဲ့ဒါမြတ်စွာဘုရားယဟန်တွေကိုယဟန်တို့တဲ့သူတော်ကောင်းစိတ်သူယုံမှာစိတ်ဆိုတာဘယ်လိုလဲဆိုတာကိုငါပြောပြမယ်လို့စကားလေးခြီးပြီးတော့ကိုတမင်ဟောတာအဲ့ဒီတုတ်တန်လေးတုတ်တန်ကအရှိကြီးပဲအတိုးချုပ်ပြီးတော့ပြောရမယ်ဆိုရင်ကိုဘာကြီးဖြစ်လို့နေနေဘလောက်ပဲအခြေအနေကောင်းလို့နေနေကိုမမြင့်တင်ဘူးသူများကိုမရှုံချဘူးဆိုရင်အဲ့ဒါသူတော်ကောင်းစိတ်ဓာတ်တဲ့တခုကိုကသူများတဲ့ထူးခြားနေလို့ကောင်းနေလို့ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒါသူယုံမှာစိတ်ဓာတ်ပဲတဲ့လူရင်းကအဲ့ဒီတုတ်တန်ရဲ့လူရင်းကအဲ့ဒါပဲကိုဘာကြီးဖြစ်လို့နေနေအဲ့ဒီဖြစ်နေတဲ့အခြေအနေတစ်ခုကိုအကြောင်းပြုပြီးတော့သူများကိုနှိမ့်ချမယ်ကိုမြင့်တင်မယ်ဆိုရင်အဲ့ဒါပါတော့သူယုံမှာစိတ်ဓာတ်ကိုဘာပဲဖြစ်နေနေအဲ့ဒီဖြစ်နေတဲ့အကြောင်းကြောင့်ကိုမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုရင်အဲ့ဒါပါတော့သူတော်ကောင်းစိတ်ဓာတ်တယ်အဲ့ဒါကိုမြတ်စွာဘုရားစိတ်ရှိလက်ရှိလေးပြောတာယဟန်တွေကိုအဓိကပြောတာယဟန်တို့တဲ့တချို့ယဟန်တွေဟာအမျိုးမြတ်တဲ့အနေအထားနဲ့ယဟန်ပြုလာကြတယ်သူတို့အမျိုးကအလွန်မြတ်တယ်ပေါ့နော်ယဟန်ဖြစ်လာတဲ့အခါမှာငါအမျိုးမြတ်တဲ့အတိုင်းဝဲနေယဟန်ပြုလာတာဟိုလူတွေကယုံညံ့တဲ့အမျိုးကယဟန်ပြုလာတာဒါကြောင့်သူတို့ကအထင်သေးစရာတွေငါကမှသူတို့ထက်သာတယ်လို့ကိုတဆင့်မြင့်သူများကိုတဆင့်နှိမ့်ပြီးတော့ကိုမြင့်တင်တဲ့စိတ်တွေသူများကိုနှိမ့်ချတဲ့စိတ်တွေနဲ့နေရင်အဲ့ဒါသူယုံမှာစိတ်ဓာတ်ပဲတဲ့တချို့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုလာတာတော့ဟုတ်တယ်ဒါပေမဲ့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုလာတိုင်းလည်းပဲအဲ့ဒီလိုအတွေးခေါ်ရှိတာမဟုတ်ဘူးတချို့ကြတော့ဘယ်လိုစဉ်းစားတော့ဆိုတော့မြင့်မြတ်တဲ့အမျိုးကယဟန်ပြုကမျှနေလောဘဒေါသမောဟကုန်သွားတာမဟုတ်ဘူးတဲ့သူစဉ်းစားပုံလေးကဘလောက်သဘာဝကြာနော်သူတော်ကောင်းတရားကိုနီးမှန်လမ်းမှန်ကျင့်မှစိတ်ရဲ့ယုံညံ့တဲ့သဘောတွေဟာနဲနေသွားတာမျက်နှိုးစရာကောင်းတယ်အမျိုးမြတ်ခါမျှနေမျက်နှိုးစရာကောင်းတာမဟုတ်ဘူးမှန်ကန်စိတ်ထားလေးနဲ့ကောင်းမွန်လေးကျင့်သုံးပြီးတော့နေမှကိလေသာဆိုတာကုန်နိုင်တာဒါကြောင့်အမျိုးမြတ်ခြင်းတည်းဟူသောအကြောင်းကြောင့်ဘာမှကိုမြင့်တင်နေတဲ့အကြောင်းမရှိဘူးသူများကိုဘာမှနှိမ့်ချတဲ့အကြောင်းမရှိဘူးအမျိုးမြတ်လို့အမျိုးမမြတ်တဲ့လူထက်သူကဘာမှပို့ပြီးတော့ထူးမသွားဘူးပေါ့ဆိုလိုတာဟုတ်လားအဲ့ဒီလိုမှန်ကန်တဲ့အမြင်နဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့သူဟာသူ့ကိုယ်သူမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးတဲ့အဲ့ဒါဘာလို့ဆိုတော့သူတော်ကောင်းစိတ်ဓာတ်တဲ့အဲ့ဒီဟာလည်းအစဟောတာအများကြီးပဲဟောတာပတ်ချံပေါ်တဲ့အမျိုးကနေယဟန်ပြုခဲ့တယ်ထင်ရှားကြော်ကြားတဲ့အတိုင်းဝိုင်းကနေယဟန်ပြုခဲ့တယ်အစဉ်အတိုင်းယဟန်ဖြစ်ပြီးဆိုတော့လည်းပဲဝီနီးလေးစားတယ်ဝီနီးတွေကိုတက်ကျွမ်းတယ်အဲ့ဒီဝီနီးကိုတက်ကျွမ်းလို့ဝီနီးလေးစားဝီနီးလိုက်နာလို့ဝီနီးမလိုက်နာတဲ့ပုံကိုအထင်သေးမယ်ငါသူတို့နဲ့မတူဝီနီးလေးစားတယ်ဆိုပြီးတော့ကိုမြင့်တင်မယ်ဆိုရင်လည်းအဲ့ဒီဝီနီးလေးစားသူဟာဘာစိတ်ဓာတ်နဲ့နေအောင်သူ့မှာစိတ်ဓာတ်နဲ့နေနော်ဝီနီးတော့လေးစားတယ်ဝီနီးလည်းကျွမ်းကျင်တယ်ဒါပေမဲ့အဲ့ဒီအကြောင်းကိုမမြင့်တင်ဘူးသူများကိုမနှိမ့်ချဘူးဆိုတော့မှသူဟာဘာတော့သူတော်ကောင်းစိတ်ဓာတ်နဲ့နေတာနောက်တရားဟောကောင်းတယ်တဲ့ဓမ္မဂတိကသူများနားလည်အောင်ပြောနိုင်စွမ်းရှိတယ်တရားဟောကောင်းတဲ့အတွက်ကြောင့်သူများကိုနှိမ့်ချမယ်ကိုမြင့်တင်မယ်ဆိုရင်တရားဟောကောင်းသူကြီးလည်းဗာစိတ်ဓာတ်နဲ့နေတာတော့သူယုံမှစိတ်ဓာတ်နဲ့ပဲနေတရားဟောကောင်းတဲ့အတွက်ကြောင့်သူများကိုမနှိမ့်ချဘူးကိုမမြင့်တင်ဘူးဂျားထဲမှာတွေးပုံလေးတွေဘုံဘကအကုန်လုံးအကျေမပြောတော့တာဟုတ်လားတ
တရားဟောကောင်းယုံမြနဲ့လောဘဒေါသမောဟကုန်တာမဟုတ်ဘူးနီးမှန်လမ်းမှန်ကျင့်သုံးမှလောဘဒေါသဆိုတာကုန်တာဒါကြောင့်တရားဟောကောင်းခြင်းဒီဟုသောအကြောင်းကြောင့်ဘာမှသူများကိုထင်သေးစရာအကြောင်းမရှိဘူးကိုယ့်ကိုလည်းမြင့်တင်စရာအကြောင်းလည်းမရှိဘူးဟုတ်လားအဲ့ဒါအစင်းစင်းဒူးရင်ဆောင်နေတဲ့တချို့ရန်နေငါလည်းသုံးတယ်ပဲချို့ချန်တဲ့အကျင့်ကျင့်တယ်ပေါ့နားလဲလွယ်အောင်ပြောရရင်စွန့်ခံစားတယ်သုတ်တံမှာနေတယ်ဒီလေအောင်ဆက်တဲ့ဣရိယာပုတ်ကိုပယ်တယ်တောရက်မှာနေတယ်သုတ်တံဟိုဒူးရင်73မျိုးတောင်ရှိတယ်ဟုတ်လားအဲ့လိုဒူးရင်ဆောင်တဲ့အတွက်ကြောင့်ငါသူတို့တဲ့ထူးတယ်ဒါကြောင့်သူတို့ကထင်သေးစရာတွေငါမှမြင့်မားတာလို့ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဒူးရင်ဆောင်တဲ့ပုဂ္ဂိုလ်လည်းပါတယ်တော့တယုံမှာစိတ်တက်ပြီအရင်တတိထားတဲ့အကောင့်နဲ့တော့ကျန်တဲ့ဥစ္စာပစ္စည်းပေါ်တာမပြောတော့နဲ့ရိုးရိုးပညာတတ်တာမပြောတော့နဲ့ဟုတ်လားဝိနည်းလေးစားတယ်ဓမ္မဂတိကဖြစ်တယ်ဘဟုသုဒ္ဓစာရီတက်တယ်ဟောစာတက်လို့သူများထင်သေးမယ်ကိုမြင့်တင်မယ်ဆိုအဲ့ဒီစာတက်သူကြီးဟာတယုံမှာစိတ်တက်နေတယ်လူရင်းလေးကိုဘုံဘုံတော့ဖမ်းမိဖို့လိုတယ်ဟုတ်လားအဲ့ဒါအခုဘူးဒူးရင်ဆောင်နေတဲ့တချို့ဆိုအရင်အကျင့်ကောင်းတယ်ဆိုတာနာမည်ကြီးကြတာဟုတ်လားတတိထားတဲ့အကောင်းတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအကျင့်ကောင်းခြင်းဒီဟုသောအကြောင်းကြောင့်သူများကိုမနှိမ်ချဖို့ကိုမမြင့်တင်ဖို့လိုသေးတယ်အကယ်၍အဲ့ဒီလိုမလုံးမိဘူးအဲ့ဒီလိုစိတ်တွေကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်သူ့ကိုလည်းသူ့ဥမှာစိတ်တက်တဲ့ပဲသွင်းရတယ်တော့ဘလောက်ထိဟောတယ်ထင်တော့ဘုံကအံ့ဩတယ်ပေါ့နော်အဲ့ဒီတုတ်တန်လေးကိုဇံရတယ်တဲ့ဇံရပုဂ္ဂိုလ်ကြီးဇံနဲ့ငြိမ်းငြိမ်းအေးအေးနေနိုင်တဲ့အည်အသွေးသူ့မှာရှိတယ်ဒါပေမဲ့အဲ့ဒီဇံရခြင်းဒီဟုသောအကြောင်းကြောင့်ကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဇံရသူကြီးဟာလည်းပဲသူ့ရုံမှာစိတ်တက်နေပဲနေတာပဲတဲ့အဲ့ဒီချိန်မှာဆိုလိုတာကသူများကိုနှိမ့်ချတယ်ကိုမြင့်တင်တယ်ဆိုတဲ့စိတ်ဟာသူ့ရုံမှာစိတ်တက်ပဲဒီသဘောကိုပြောတာနော်ဇံရတဲ့တို့ကြောင့်ကိုမြင့်တင်မှုသူများကိုမနှိမ့်ချဘူးဆိုမှအဲ့ဒါသူတော်ကောင်းစိတ်တက်တယ်အဲ့တော့လူတယောက်ဟာသူ့ရုံမှာစိတ်တက်နဲ့နေသလားသူတော်ကောင်းစိတ်တက်နဲ့နေသလားဆိုတာကိုဒီအချက်ကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ကစစ်ဆေးလို့ရတယ်အထူးသဖြင့်ကိုစစ်ဆေးလို့ရတယ်ကိုအထင်ရောက်နေမယ်နော်သူများကိုအထင်သေးနေမယ်ဆိုရင်ဒီဥစ္စာကဒါရုံမာတဲ့စိတ်ပဲတကယ်တမ်းကအဲ့ဒီစိတ်ဝင်နေရင်စိတ်ကချမ်းလည်းမချမ်းသာဘူးဟုတ်တယ်မချမ်းသာဘူးနော်လေးလံနေပူလောင်နေပင်ပန်းနေတကယ်ကနော်အထင်သေးရတာထင်ကြီးရတာတက်တာတဲ့သဘောချမ်းသာတဲ့သဘောရှိမနေဘူးဘာလို့လဲဆိုတော့သူကောင်းတဲ့စိတ်မဟုတ်လို့အဲ့တော့ဘုန်းဘုန်းတို့နော်ရေဘူးရသဘောအဖြစ်ဘာလို့သူများကိုထင်သေးနေတာတော့ကိုအထင်ရောက်နေတာတော့ဆိုတော့သူနဲ့ကိုနဲ့အကုန်လုံးဟာအတူတူပါပဲဆိုတဲ့အမှန်တရားကိုမမြင်လို့ပဲဒါကတော့ဘုန်းဘုန်းကသုံးသပ်ကြည့်တာပေါ့လေအတူတူပဲလို့မြင်မယ်ဆိုရင်မတူဘူးထင်လို့ဖြစ်နေတဲ့အထင်သေးတာအထင်ကြီးတာရှိနိုင်မလားတကယ်တမ်းကအတူတူပဲဘာတူတာတုံးလို့မေးရင်နော်အဆင့်အမြင့်ဆုံးရှုတော့မှကြည့်မယ်ဆိုရင်ဒုက္ခသစ္စာအတူတူပဲတတ္တဝါတိုင်းဟာဆင်းရဲနေကြတာပဲတကယ်ကနော်တကယ်ဒီတတိအားကောင်းကောင်းနဲ့တိဆောက်ထားလို့ဉာဏ်ပညာဖြစ်ထွန်းလာပြီဆိုရင်အဲ့ဒီဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်ဘဝဖြစ်နေရတာဟာတတ်တာတဲ့သဘောမဟုတ်ပင်ပန်းတဲ့သဘောကျွတ်တော့ကလောဘမျက်လုံးနဲ့မက်မောတဲ့စိတ်နဲ့အခြေခံပြီးတော့အဲ့ဒီစိတ်တွေနဲ့နော်အနေချပြီးတော့အဲ့ဒီစိတ်တွေနဲ့ပဲဘဝကိုကြည့်တဲ့အတွက်ကြောင့်ဘဝကပင်ပန်းတယ်ဘဝကလေးလံတယ်ဘဝကမသက်သာဘူးဆိုတဲ့အမှန်တရားကိုမမြင်တာတကယ်တမ်းဘဝကလေးလံပါတယ်ဘုရားကတော့ဝန်တို့မူကြီးလို့တောင်ဟောတယ်အမြဲတမ်းဝန်ထမ်းတာခဏလေးတောင်ချပြီးတော့နားလို့မရဘူးကျွတ်တော့ညံနေတဲ့အခါကျတော့သိပြီးတော့မသိဘူးပေါ့နည်းနည်းလေးအသက်ကြီးလာလို့ရှိရင်တော့ဒီဝင်လေးတဲ့သဘောကပိုးထင်ရှားလာလို့နည်းနည်းလေးရိပ်မိနိုင်တယ်ဒါတောင်ညံကောင်းလို့ရိပ်မိတာမဟုတ်ဘူးနော်သိလားမြင်ခွင့်ကထင်ရှားလို့မြင်တာကိုယ့်မျက်စိကဆူးရှာလို့မြင်တာမဟုတ်ဘူးလို့ပြောချင်တာသဘောပေါက်လားမသိဘူးတချို့ကိစ္စကမြင်ခွင့်ကသိမ့်မထင်ရှားဘူးဒါသိမျက်လုံးကအရန်ကောင်းတဲ့အခါမြင်ရတာရှိတယ်တချို့ကြတော့မြင်ခွင့်ကထင်ပင်ထင်ရှားတော့လည်းပဲမျက်လုံးကညံ့နေရင်လည်းမမြင်ရတာရှိတယ်အဲ့ဒါအသက်ကြီးလာလို့ရှိရင်သိလိမ့်မယ်ခန္ဓာကြီးကလေးလာပါလားဆိုတာအဲ့ဒါသိတာညံကောင်းလို့သိတာမျိုးမဟုတ်ဘူးဘောင်းဆိုတကယ်ကိုဖုံးမနိုင်ဖိမနိုင်ခန္ဓာကြီးကတကယ်ကိုလေးလာလို့သူလေးလာတယ်လို့နည်းနည်းသိလာရိပ်မိလာဘာမှကောင်းမနေဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့လူရင်းလေးပြောမယ်ဗျာ
နော်သူတော်ကောင်းစိတ်ကလေးနဲ့နေခြင်းနဲ့သူယုံမှာစိတ်နဲခြင်းနဲ့ဆိုရင်ကိုနော်အထင်ရောက်နေတာကိုမြင့်တင်နေတာသူများကိုထင်သေးနေတာအဲ့ဒီစိတ်တွေကိုဘာလို့မလို့နဲအောင်လုပ်ရမယ်အဲ့လိုဆိုရင်အဲ့ဒီစိတ်တွေကဘာကြောင့်ဖြစ်နေတာတော့ခုပြောပြီအတူတူဆိုတာကိုမမြင်လို့အတူတူဆိုတာဘာတူတာတုံးဆိုတော့အဆင့်အမြင့်ဆုံးအမြင်နဲ့ပြောရရင်ဒုက္ခသစ္စာမှာတူးနေအကုန်လုံးဆင်းရဲနေကြတာနော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဒီယုတ်ဒီနံဒီသဘာဝဖြစ်နေတာဟာကောင်းမွန်တဲ့သဘောဟုတ်ကိုမဟုတ်ဘူးဒီသဘောအဲ့ဒါကိုမြတ်စွာဘုရားမြင်လို့ဖះဆိုတာဖြစ်သွားတာပါပဲတကယ်ကဘာဖြစ်လို့ဘုံဘုံရဲ့ဒီမကောင်းတဲ့ဒုက္ခသစ္စာအမှန်တရားကိုမြင်ရတာနဲ့ဖះဖြစ်သွားတာတုံးလို့မေးတယ်ရရှိဒီဒုက္ခသစ္စာကိုမြင်စိတ်ဘလို့မြင့်မြတ်သွားလဲဆိုတာကိုဘုံဘုံတို့နည်းနည်းလေးဝေဖန်ပြမယ်ညံလေးနဲ့လိုက်ကြည့်နော်ဘဝဆင်းရဲတယ်ငါဘဝမှာမဟုတ်ဘယ်ဘဝဖြစ်အကုန်ဆင်းရဲတယ်လို့တကယ်မြင်လို့ရှိရင်အဲ့ဒီဆင်းရဲတဲ့အရာတွေရဲ့ပုံမှာမမောမှုဟာဘာဖြစ်သွားမှာတော့နည်းသွားမယ်အဲ့ဒါပဲအဓိကအဲ့ဒီမမောမှုလောဘဟာကျန်တဲ့ကိလေသာအများစုဖြစ်ခြင်းရဲ့အကြောင်းတရားပဲပြောရရင်အဲ့ဒီမမောမှုလောဘကနေတဆင့်ပေါက်ဖွာလာတယ်လို့တောင်ဘုံဘုံကဆိုခြင်းတယ်အဲ့ဒီမမောမှုကလည်းဘာကြောင့်ဖြစ်တုံးဆိုတော့ဆင်းရဲတဲ့သဘောကြီးကိုဆင်းရဲလို့မသိလို့အဲ့ဒီမသိမှုအဝိဇ္ဇာမောဟပေါ့နော်အဲ့ဒီအဝိဇ္ဇာကြောင့်မို့လို့ဒီလောဘကလည်းဖြစ်တာအဝိဇ္ဇာကတော့သူကခေါင်းဆောင်ကြီးပဲဟုတ်လားအဝိဇ္ဇာရဲ့တဏှာရဲ့နော်တနည်းအားဖြင့်မောဟနဲ့လောဘပေါ့ကျန်တဲ့ကိလေသာတွေအဲ့ဒီကနေတဆင့်တိုးပွားလာတယ်လို့ဘုံဘုံထင်တယ်ကျွတ်တို့ဒေါသဆိုရင်လည်းပဲအလိုမကျဘူးအလိုတွေများလေလေဒေါသများလေလေပဲဟုတ်လားမသိရင်မသိသလောက်တချို့မန်တွေဝင်ကြတာလည်းရှိတယ်ပေါ့ဟိုလိုထင်ဒီလိုထင်အထင်တွေမှားပြီးတော့အမျိုးတခါတည်းမှားယွင်းမှုဝင်ကဘာတွေကမထွက်နိုင်မဲနဲ့စိတ်ဟာညှဉ်းနှွမ်းမှုနဲ့ပဲအချိန်ကုန်သွားကြတာတွေကလည်းပဲဒီမသိမှုနဲ့မမောမှုကိုပဲအကြောင်းပြုပြီးတော့ဖြစ်နေတာအကယ်၍ဘုံဘုံတို့ကဒုက္ခသဘောကိုသိမယ်ဆိုရင်သိသလောက်အဲ့ဒီမကောင်းမှုအကုသိုလ်ကိလေသာတရားတို့ရဲ့အခြေခံအကြောင်းတရားကြီးတွေဖြစ်တဲ့အဝိဇ္ဇာနဲ့လောဘပေါ့နော်တနည်းအားဖြင့်အဝိဇ္ဇာနဲ့တဏှာကိုဘုံတို့ဘာလုပ်နိုင်မလို့ရှော့ချနိုင်မယ်ပေါ့အဲ့ဒါရော့သွားရင်ကျန်တဲ့ကိလေသာတွေလည်းရော့သွားမယ်အဲ့တော့ဒုက္ခလို့မြင်ရင်မြင်သလောက်စိတ်မှာမကောင်းတဲ့သဘောတွေနည်းနေသွားတယ်ဆိုတော့ကျွတ်တို့လက်တွေ့မသိနိုင်ဘူးလားသိနိုင်တယ်နော်လူချင်းမှုကနေစကြတာနော်ကျွတ်တို့လူချင်းလို့မဟုတ်တာတွေလုပ်ကြတာမဟုတ်တာတွေပြောကြတာဟုတ်လားလူချင်းတာကနေပြီးတော့လိန်ညာကြတာကောက်ကျစ်ကြတာရက်ဆက်ကြတာအကုန်လုံးနော်ဖြစ်လာရတဲ့သဘောတွေကိုဘုံဘုံတို့မြင်ဖို့လိုတယ်အဲ့တော့လူချင်းမှုကိုဘုံဘုံတို့ရှော့နိုင်ရင်ရှော့နိုင်တယ်လို့ဒီလူဟာဘာဖြစ်လာတော့စင်ကြယ်တာပဲဒီလူဟာမြင့်မြတ်တာပဲဘုံတို့မကောင်းတာတွေနည်းနေသွားလို့သူ့ကိုကောင်းတယ်လို့ဘုံတို့ပြောရမယ်အဲ့ဒါမြတ်စွာဘုရားကဒီဘဝကြီးတစ်ခုလုံးရဲ့ဒီလောကကြီးတစ်ခုလုံးရဲ့ဒီဒုက္ခသဘောတွေကိုအပြီးပိုင်မြင်တော်မူတဲ့အတွက်ကြောင့်ဒီလောကရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေလူချင်းမှုတွေအကုန်လုံးဘာဖြစ်သွားတော့ငြိမ်းသွားတယ်အဲ့ဒါဒီငြိမ်းသွားတဲ့အတွက်ကြောင့်နောက်ထပ်ဒီလိုဆင်းရဲတဲ့ဒုက္ခတွေလည်းဆက်ပြီးတော့မဖြစ်တော့ဘူးတဲ့ဟုတ်လားဒုက္ခသစ္စာကိုမြင်ရတာဘယ်လောက်ထိအကျိုးရှိတယ်လဲဆိုတာကိုဘုံဘုံကပြောပြတာအဲ့ဒါမြတ်စွာဘုရားဒါကိုမြင်လို့ဘုရားဖြစ်လာတာနော်ဒါတွေကိုပြောဖို့အတွက်ပဲဘုရားဖြစ်အောင်မြတ်စွာဘုရားဘုရားလောင်းကကျင့်ခဲ့တာအဲ့တော့ကျွတ်တို့ဒီဘုရားရဲ့အစုံအမကိုမျက်နှိုးကြတဲ့ပုံကိုယ်တွေဟာအဓိကမြတ်စွာဘုရားဘာသိသိကျင်တာလဲဆိုတာလေးကိုဖမ်းမိဖို့လိုမယ်ပေါ့နော်ဘဝရဲ့ဆင်းရဲတဲ့သဘောကိုအမှန်တိုင်းသိပြီးတော့အဲ့ဒီဘဝရဲ့ပုံမှာမမောမှုကင်းပြီးတော့လုံးဝငြိမ်းအေးသွားဖို့လွတ်မြောက်သွားဖို့မြတ်စွာဘုရားတရားတွေဟောခဲ့တာအဓိကအဲ့ဒါပဲဟုတ်လားခုဘုံဘုံပြောနေတဲ့စကားအစဉ်ကဘယ်ကနေရောက်သွားတာတော့နော်သူများကိုထင်သေးတယ်ကိုယ့်ကိုယ်အထင်ကြီးတယ်ဆိုတာတူညီမှုဒုက္ခသစ္စာကိုမမြင်တဲ့လောက်ဖြစ်လာတဲ့အမျိုးပဲဟုတ်လားဒုက္ခသစ္စာကိုမြင်တဲ့လောက်အဲ့ဒါပဲဖြစ်သွားတော့နည်းသွားမယ်နောက်ထပ်တစ်ဆင့်လျှော့ပြီးတော့ဘုံဘုံပြီးကနေလေးတစ်ခုပြောမယ်ဘုံဘုံတို့မဟာဝိဇ္ဇယသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံမှာဘာတွေဟောတာဆိုတာမြတ်စွာဘုရားနော်ဒီကိုယ်ကောင်ရဲ့မတန့်ရှင်းပုံမတင့်တယ်ပုံနော်အနတ်မကောင်းပုံယွန်ရှာဆက်စုပ်ဖွဲ့ကောင်းပုံကိုမြတ်စွာဘုရားအသေးစိတ်ဟောတာဒါကြီးပေါ်မှာကျွတ်တို့အမြင်မှားပြီးတော့စိတ်တွေရဲ့နော်အတွေးအမြင်တွေနားလည်ပုံတွေအကုန်လုံးမှားယွင်းပြီးတော့ဒုက္ခရောက်တာဒါကိုအမှန်မြင်ဖို့အတွက်မြတ်စွာဘုရားကြိုးပမ်းအားထုတ်တာမဟာဝိဇ္ဇယသုတ်တံဆိုအဲ့ဒီသုတ်တံမှာနောက်ဆုံးဂါထာလေးနှစ်ပုဒ်နော်ဒွိပါရကောယံအတုရှိဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူရောဝိတဝန္တောတတောတဲ့
ဘာပြောအောင်ဆိုဒီကိုအောင်ကြီးကိုသူကအနှစ်ချုပ်ပြီးတော့ပြောပြတာသူ့ရှေ့ရဂါထာတွေကမတင့်နေတဲ့အကြောင်းအသေးစိတ်ပြောပြီးတော့မှဒါလေးကအနှစ်ချုပ်ပြီးတော့ပြောတာနော်ဒွိပါရကောယံအတုစီတဲ့ဒီကိုကောင်ဟာခြေတော်နှစ်ချောင်းရှိတယ်တဲ့ခွာကလေးထောက်ထားတယ်လို့ပါနော်မြင်အောင်ကြည့်နော်ဒွိပါရကောယံအတုစီခြေနှစ်ချောင်းရှိတဲ့ဒီကိုကအတုစီမစင်ကြယ်ဘူးတဲ့ဟုတ်လားဖီလိန်ပြင်ဆင်ထားလဲအဲ့ဒီဂျားတွေကနေပြီးတော့ချွေးတို့ဘာတို့ထွက်လာတာပဲလေအဲ့ဒါဘာတို့မစင်ကြယ်တဲ့အရာစင်ကြယ်တဲ့အရာဘာမှထွက်မလာဘူးနော်ဒွိပါရကောယံအတုစီဒုက္ခံတော်ပရိဟာရတိဒုက္ခံတော်ဆိုတာမကောင်းတဲ့အနံ့ရှိတယ်တဲ့ဘယ်နာလေးကမှကောင်းတဲ့အနံ့ထွက်မနေဘူးတဲ့ဒုက္ခံတော်ပရိဟာရတိအမျိုးမျိုးတန်ရှင်းအောင်လုပ်တဲ့ကြားတွေကပဲမတန်ရှင်းတဲ့ဟာတွေဟာရိုးရှိပြီးတော့ကြားလာတယ်တားဆီးလို့ကိုမရဘူးတဲ့ကိုဘလောက်လှုပ်အဲ့ဒါကိုဘုံဘုံတို့တော့လုံခြုံအောင်လှုပ်ထားလို့မရဘူးလုံးဝလိန်ညာထားလို့မရဘူးနော်ဒွိပါရကောယံအတုစီဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူရောဝိတဝန္တောတတောတဲ့နာနာကုဏပပရိပူရောအမျိုးမျိုးသောနော်အပုပ်အဆက်တွေနဲ့ပြည်နေတယ်တဲ့ဘယ်ပိုင်းလေးပဲကြည်လိုက်နော်ခေါင်းကိုပဲကြည်ရင်ဘတ်ပိုင်းကိုပဲကြည်ဝမ်းပိုက်ပိုင်းကိုပဲကြည်ဟုတ်လားမတန်ရှင်းတာတွေမစင်ကြယ်တာတွေနဲ့ပဲပြည့်နေတယ်တဲ့နာနာကုဏပပရိပူတော့ဝိတဝန္တောတတောဘုံဘုံတို့ဘလောက်ပဲကြိုးမအထုတ်ပြီးတော့ဒါကိုတင့်တယ်အောင်အရှင်ပြေအောင်ကြည့်ကောင်းလုပ်ကြတော့လည်းပဲလှုပ်လို့မနိုင်ဘူးတဲ့အဲ့ဒီဥစ္စာအမြဲတမ်းယိုပဲယိုကြနေတယ်ဒါကြောင့်မလို့ကျွတ်တို့တကယ်မနိုင်တဲ့အခါကျတော့ဘယ်ပြေးအောင်အိမ်သာတဲ့ပြေးရတာပေါ့လူရှိရက်ပြီးတော့တောင်လှုပ်လို့မရဘူးလေဟုတ်တယ်မဟုတ်လားလူအမြင်ခံလို့တောင်မရတော့ဘူးဒါတွေကအမှန်တရားတွေပဲလေဒါဒီခန္ဓာရဲ့ဒီဘဝရဲ့သဘောမှကိုမြတ်စွာဘုရားအဲ့ဒီဂါထာလေးနဲ့ပြောပြီးတော့နောက်ဆုံးသုံးသပ်ပြတယ်နောက်ဆုံးဂါထာလေးကဘာပြောလို့ဆိုတော့ဒွိပါရကောယံအတုစီဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူတော်ဝိတဝန္တောတတောဧတာဒိတေနကာယေနယောမေညိဩနမေတဝေပရံဝါဝါဇာနိယကိမိညတရအတ္တနာအဲ့ဒါလေးကအခုပြောခြင်းတဲ့အကြောင်းအရာဧတာဒိတေနကာယေနယောမေညိဩနမေတဝေဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့များကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်ဒီခန္ဓာကိုယ်ရဲ့သဘောတဘာဝအမှန်ကိုမသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမလဲတဲ့ဟောဆိုလိုတာကဒီခန္ဓာကိုယ်ကြီးတွေဟာဒီလိုပါလို့မသိလို့သာတတ္တဝါတွေဟာကိုသူများတဲ့ตาတယ်ထင်းနေတာသူများကိုကိုယ့်ထက်အောက်ကျတယ်လို့ထင်းနေတာအမှန်ကသူလည်းပဲမတန်ရှင်းသောမစင်ကြယ်သောအရာရုပ်ပိုင်းဆိုင်ရာမှာဘာထူးခြားမှုမှကိုမရှိဘူးဒီဟာကိုရှင်းရှင်းလင်းလင်းမြင်မယ်ဆိုရင်တော့ဘုန်းဘုန်းတို့မှာအလွန်မြင်မာတဲ့သူတော်ကောင်းစိတ်ဓာတ်ဖြစ်နိုင်တယ်နော်သူ့ကိုထင်သေးတာကိုထင်ကြီးတာတခါတလေကြတော့လည်းပဲကိုထင်သေးပြီးတော့သူများကိုထင်ကြီးတာလည်းရှိသေးတယ်အဲ့ဒါလည်းမကောင်းဘူးနော်သူများကိုထင်ကြီးရတာလည်းပဲပင်ပန်းတယ်သူများထင်ကြီးရင်အလိုလေးရောက်ကိုလည်းသိငယ်တဲ့သဘောကပါသွားပြီသားဟုတ်တယ်မဟုတ်လားကောင်းသလားအဲ့ဒါအကုန်လုံးအမှားကြီးပဲတကယ်ကအထင်သေးတာမှမှားတာမဟုတ်ဘူးအထင်ကြီးတာလည်းမှားတာပဲအမှန်ကထင်ကြီးတယ်လည်းမရှိဘူးထင်သေးတယ်လည်းမရှိဘူးသူကကောင်းဖို့မကောင်းတဲ့သဘာဝဘာလို့သူ့ကိုဘုံတို့ရှောက်ပြီးတော့အပေါ်ရန်သတ်မှတ်ချက်တွေအကုန်လုံးကလွဲတယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားဒီပြောထားတဲ့စကားလေးကိုဘုံကသဘောကျတော့နော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့များကိုမြင့်တင်မယ်သူတော်ဘာကိုနှိမ့်ချမယ်ဆိုရင်ဒါဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုမသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမှလဲတဲ့မသိရင်မသိသလောက်တတ္တဝါတွေဟာအထင်ကြီးကြတယ်အထင်သေးကြတယ်အထင်ကြီးမှုအထင်သေးမှုရှိရင်ရှိသလောက်သူ့စိတ်ပဲပင်ပန်းရတယ်ဆင်းရဲရတယ်ပူလောင်ရတယ်နော်အထင်သေးခံရတဲ့ပုဂ္ဂိုလ်ကခံနိုင်မလားအခန့်နိုင်မှုဟောသူကလည်းသူ့တုံ့ပြန်မှုကလည်းကြောက်စရာကြီးနော်အဲ့တော့ဘာမှမကောင်းတော့ဘူးအထင်ကြီးရတာထင်သေးရတာဘာမှမကောင်းတော့ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားသူတော်ကောင်းစိတ်ဓာတ်ဆိုတာသူများကိုထင်သေးတာကိုထင်ကြီးတာမရှိဘူးနော်သူတော်ကောင်းစိတ်ဓာတ်နဲ့ဘုံဘုံတို့နေခြင်းနဲ့ဆိုရင်အဲ့ဒီအထင်ကြီးခြင်းအထင်သေးခြင်းကိုလုံးဝမပြောက်သေးတောင်မှညှော့နေသွားဘယ်လိုမလို့ကြိုးစားရမယ်အဲ့ဒါကိုညှော့နေခြင်းနဲ့ဆိုရင်ဘုံဘုံတို့အဓိကနားလည်ထားရမယ်တော့ချက်ကအတူတူပါပဲဆိုတာကိုမြင်အောင်ကြည့်အဆင့်အမြင့်ဆုံးတူတယ်လို့ပြောလိုက်တာပါတော့ဒုက္ခသစ္စာတူတယ်နော်အဲ့ဒါမြင်ဖို့နည်းနည်းခက်နေသေးတယ်ဆိုရင်တော့အရန်ကိုမြင်ဖို့လွယ်တဲ့မတန်ရှင်းမှုတွေရဲ့အစုအဝေးတွေအနတ်မကောင်းမှုတွေရဲ့အစုအဝေးတွေဘာမှ
နော်မျက်နှိုးဝယ်ရမဟုတ်တဲ့သုံးစားမရတဲ့အရာတွေရဲ့အစုအပုံကြီးတွေလို့မြင်မယ်ဆိုရင်ကောအထင်ကြီးမှုအထင်သေးမှုဘာဖြစ်သွားမှာတော့နေသွားမယ်အဲ့ဒါတော့မြင်ဖို့လွယ်တယ်မဟုတ်လားအဲ့ဒါကိုပဲမြင်ဖို့ခက်နေသေးတယ်ဆိုရင်တော့ဘာပြောရမှတော့မသိတော့ဘူးနော်စဉ်းစားအောင်နော်အဲ့ဒါနှစ်ချက်ပေါ့ဟုတ်လားဘုံတို့တူညီမှုကိုမြင်ဖို့အတွက်အတုပကိုမြင်ရမယ်ပြီးရင်ပါတော့ဒုက္ခသစ္စာကိုမြင်ရမယ်နော်ဒုက္ခသစ္စာတော့အလွန်အဆင့်မြင့်ပါတယ်သူ့ကိုမြင်လို့ရှိရင်တော့မြင်တော့စိတ်ဟာဖြူစင်တာပဲနော်ကျွတ်တို့အကုန်လုံးဘုရားဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်နော်အရိယာဖြစ်ကိုမျှော်မှန်းကြတယ်ပေါ့ပုထုဇဉ်ဖြစ်ကလည်းအရိယာဖြစ်ကိုပြောင်းလဲခြင်းကြတယ်ပေါ့နော်အရိယာဆိုတာဘာပြောတာတော့စိတ်ဖြူစင်တာကိုပြောတာပုထုဇဉ်တွေဆိုတာစိတ်ညင်နွမ်းမှုပူလောင်မှုတွေများတာကိုပုထုဇဉ်လို့ပြောတာဟုတ်လားတကုရဲ့စိတ်ကိုပူလောင်မှုညင်နွမ်းမှုများတဲ့အနေအထားနေပြီးတော့ဖြူစင်မှုတန်ရှင်းမှုနော်ပြည်စုံတဲ့အနေအထားကိုရောက်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ကဘာလုပ်ရမှာတော့အမှန်တရားကိုမြင်ရမယ်ဒုက္ခသစ္စာဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်လားအတုပလို့ဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်ပြီလားအဲ့ဒါမြင်အောင်ကြည့်တဲ့နေရာမှာကိုအရင်ပြုတ်ပြီးတော့ကြည့်ရမယ်ကိုအကြောင်းကိုတကယ်မြင်သူများအကြောင်းကတမင်တောင်လိုက်ကြည့်เสียလိုမယ်မထင်ဘူးအကုန်လုံးကပါတော့အတူတူဆိုတာသဘောပေါက်သွားတယ်ဟိုတော့ကဘုန်းတော်ကြီးတစ်ပါးပြောဘူးတယ်တော့ဝင်လေထွက်လေကိုအမြဲတမ်းမှတ်နေတဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးကသူကအမြဲတမ်းဝင်ထွက်နေတာကြီးကသူ့စိတ်ထဲမှာအမြဲမြင်နေရတယ်ဒီဟာကြီးကနော်ရှင်ဖို့အတွက်ရှုခဲနဲ့ဝင်လေထွက်လေလုံနေရတာကြီးကဟိုဖားဖို့ကြီးလို့ပေါ့နော်ဗဘဲသမားတွေတုံးတယ်ဖားဖို့မြင်မှုတယ်မို့လားနော်အဲ့တော့ तू ကထူးဆန်းတာ तू ကဘာပြောတော့ဆိုတော့သူ့ကိုယ်ကြီးမှာရှုခဲလုံနေတာမဟုတ်ဘူးသူများခန္ဓာကိုယ်တွေအကုန်လုံးကလည်းအဲ့လိုရှုခဲလုံနေတာတွေကိုမြင်နေရတယ်တဲ့ဒါဘုံမှာဘာပြောရင်တော့ကိုမြင်လို့ရှိရင်သူများကိုလည်းမြင်တယ်ဆိုတာကိုပြောချင်တာဟုတ်လားမဟာသတိပဋ္ဌာန်တုံးမှာတော့မြတ်စွာဘုရားနော်ကိုလည်းမြင်ရမယ်သူများကိုလည်းမြင်ရမယ်လို့အဲ့လိုတိုက်တွန်းထားတာတွေလည်းရှိတယ်ဟုတ်လားမာစီစောဘုရားကြီးကတော့ကိုမြင်သူများကိုလည်းပဲမြင်သွားပါတယ်လို့အဲ့လိုမဟာသတိပဋ္ဌာန်တုတ်ထဲမှာအဲ့လိုဆုံးဖြတ်ပေးတာလေးလည်းရှိတယ်ဒါလေးတွေကတရားဘာဝနာအထောက်တာကိုနော်ဝါဒနာပါရတဲ့ပုံကိုယ်တွေအတွက်ဘုသူတ္တလေးမျှဝေပေးတာဟုတ်လားအဲ့တော့ခုတရားစကားပြောတာမိနစ်20တောင်မကတော့ဘူးတခါကြီးနော်25မိနစ်လောက်ရှိပါတယ်နော်တော်တော်လည်းပဲဘုံဘုံကပြောရတာကျင့်တတ်ပါတယ်ဟုတ်လားအဲ့တော့လူတွေကမင်းလူယုံမှာပါကွာလို့ပြောရင်ခံကျင်မှာမဟုတ်ဘူးဟုတ်လားမခံကျင်လည်းပဲကျွတ်တို့သူများကိုထင်သေးတယ်များကိုအထင်ကြီးနေတယ်များလူယုံမှာဖြစ်နေတာအဲ့ဒီအချိန်မှာဟုတ်လားနော်ဘယ်လောက်ထိတောင်ပြောတာဇံရပြီးတော့ဇံရတဲ့အတွက်ကြောင့်သူများကိုထင်သေးမယ်သူ့ကိုယ်သူထင်ကြီးမယ်ဆိုအဲ့ဒီဇံရတဲ့လူကြီးဟာအဲ့ဒီအချိန်မှာဗာစိတ်နဲ့နေတာသူယုံမှာစိတ်နဲ့နေတာကြံတဲ့လူတော့မပြောတော့ဘူးဟုတ်လားဒါမှမဟုတ်တနေ့ကပြက်ကလေးထုတ်မှာတလတစ်ခါဖတ်ဖို့ဖတ်စာလေးပုံရေးပြီးတော့ပြက်ကလေးထုတ်ဖို့စီစဉ်နေတာအဲ့ဒီမှာစာတစ်ပုဒ်ကိုအဲ့လိုရေးတာကိုဘာကြီးဖြစ်လို့နေသူများကိုထင်သေးနေတယ်များကိုမြင့်တင်နေတယ်များအဲ့ဒါသူယုံမှာစိတ်တက်သူများကိုထင်မသေးမှာကိုမမြင့်တင်မှာအဲ့ဒါသူတော်ကောင်းစိတ်တက်လို့ဘုရားဟောတယ်ငါမှာဘလို့စိတ်တွေအဖြစ်များနေလဲဆိုတာကိုဝေဖန်ကြည့်လို့အဲ့ဒါလေးရေးတာနော်အဲ့ဒါဒီနေ့ကတော့တရားစကားလေးကိုရှုထောင့်တစ်မျိုးကနေကိုပိုးကောင်းအောင်ကြိုးစားတဲ့နေရာမှာအထောက်အကူပြုဖို့ဒါဘုံတို့ပြောတာပါနော်ဘုံတို့တရားလုပ်ကြတယ်ဆိုတာလူရင်းကကိုပိုးကောင်းအောင်လုပ်ကြတာပါဟုတ်တယ်မဟုတ်လားပိုးကောင်းလို့ရှိရင်ပိုးချမ်းသာပါလေစိတ်ပိုးချမ်းသာပိုးငြိမ်းအေးမယ်ဟုတ်လားပိုးမကောင်းမဲနဲ့ပိုးချမ်းသာတဲ့ပိုးငြိမ်းအေးတဲ့အနေအထားကိုမျှော်လင့်လို့မရဘူးကောင်းတာကအကြောင်းတရားချမ်းသာတာငြိမ်းအေးတာကအကျိုးတရားချမ်းသာခြင်းငြိမ်းခြင်းအကျိုးတရားလက်ကိုရခြင်းကျွတ်တို့ကကောင်းမှဖြစ်မှာမကောင်းမဲနဲ့ချမ်းသာခြင်းငြိမ်းခြင်းအကျိုးရလက်ဘယ်တော့မှထွက်ရုံထုံးတာမရှိဘူးဟုတ်တယ်နော်အခုအဲ့ဒါဘုံဘုံကကောင်းဖို့ကြိုးစားတဲ့ပုံကိုယ်တွေအတွက်မြတ်စွာဘုရားကနီးမျိုးစုံနဲ့ကောင်းအောင်လုပ်ဖို့သင်ပေးထားတာတွေကတသိတတာပြောပြတယ်နော်သဗ္ဗုရိတသုတ်တံတဲ့ကဲကိုသူတော်ကောင်းဖြစ်အောင်ကြိုးပမ်းအထောက်နိုင်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း